အားလုံးပဲမင်္ဂလာပါဒီတစ်ခါမှာတော့အားလုံးနဲ့တီးပြီးသားဖြစ်မဲ့လက်တလုံးမှာပေါ်လို့ရိုက်နေတဲ့တရင်တစ်ခုကိုတင်ဆက်ပေးမှာဖြစ်ပါတယ်အဲ့ဒါကတော့အာဆင်နယ်အသင်းကအက်တလက်တီကိုမက်ထရီရဲ့တိုက်စစ်ကစားသမားဂျူရီယန်အဲဗရက်စ်ကိုချိတ်ဆက်မှုတွေလုပ်နေတယ်ဆိုတဲ့တရင်ပဲဖြစ်ပါတယ်ဒါကတော့တရင်တော်တော်များများကပြောတာကတော့ဒါအာဆင်နယ်အသင်းဟာဒီကစားသမားကိုအလွတ်တဘောနဲ့ညှိနှိုင်းမှုတွေလုပ်နေတယ်လို့ပြောကြပါတယ်တချို့တရင်တွေကလည်းဒါဇန်နဝါရီလအကုန်မှာအာဆင်နယ်ကအရာခေါ်သွားနိုင်တယ်လို့ပြောကြပါတယ်ဒါပေမဲ့လက်တလုံးမှာကျွန်တော်တို့တီးရမယ့်အခြေအနေရဆိုတော့ဒီတရင်ကခိုင်ခိုင်မာမာမရှိသေးပေမဲ့ခိုင်မာတဲ့တရင်အရာကတော့အာဆင်နယ်အသင်းဟာအလွတ်တဘောနဲ့ကစားသမားကိုဒါချိတ်ဆက်မှုတွေလုပ်နေတယ်ဆိုတဲ့တရင်ကတော့တော်တော်များများတွေ့ရပါတယ်ဆိုတော့ဒီနေရာမှာကျွန်တော်ပြောစရာရှိတာကအာဆင်နယ်အသင်းရဲ့ agent ကစားသမား agent ဖြစ်တဲ့ပါတာကအရင်တုန်းကအက်တလက်တီကိုမက်ထရစ်မှာတော့ကစားသမား agent အနေနဲ့နှစ်ပေါင်း12နှစ်ကြာလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်ဆိုတော့အာဆင်နယ်အသင်းအနေနဲ့ဒီ Everest ကိုခေါ်မယ်ဆိုရင်ရဖို့ရခိုင်တော့တော်တော်လေးများတယ်လို့ကျွန်တော်ပြောလို့ရပါတယ်လက်ရှိမှာတဲ့ Atletico Madrid မှာအဆင်မပြေမှုတွေဖြစ်နေတဲ့ Everest ကိုဒါ Atletico Madrid ဘက်ကလည်းပေါင်တန်းတာ80ကျော်လောက်နဲ့ရရင်ရောင်းချနိုင်ခြေရှိတယ်လို့ပြောကြပါတယ်ဒါပေမဲ့အာဆင်နယ်အသင်းကအဲ့လောက်ဈေးဆိုတော့အာဆင်နယ်အသင်းဘက်ကတန်းပေါင်းဒါ60ကျော်80လောက်နဲ့ကန်လန်းသွားဖို့ရှိနေပြီးတော့မှဘယ်လိုပဲနေနေ Atletico Madrid ကတော့ဒါအရင်တော့သူတို့အာကစား agent အဖြစ်နဲ့12နှစ်ကြာလောက်ဆောင်ခဲ့တဲ့ဒါလက်ရှိအာဆင်နယ်အာကစား agent ဖြစ်တဲ့ပါတာရဲ့မျက်နှာကိုထောက်ရှုပြီးတော့ဘယ်လိုပဲနေနေရောင်းချသွားဖို့ရန်ကတော့များနေပါတယ်ဆိုတော့တခုပဲကြည့်ရမှာအဲ့ဒါကတော့အာဆင်နယ်တင်းဘက်ကတရားဝင်ကမ်းလှမ်းမှုလုပ်လာမလားဆိုတော့ပဲတကယ်လို့အာဆင်နယ်တင်းကတရားဝင်ကမ်းလှမ်းမှုလုပ်မယ်ဆိုရင်တော့ဒီပြောင်းရွှေ့ရလုံးဝဖြစ်မြောက်ဖို့များပါတယ်ထို့အတူပဲ Everest ကိုကျွန်တော်တခြားအသင်းတွေဖြစ်တဲ့လီဗာပူးတခြားဒီအာဆင်နယ်ရဲ့ပြိုင်ဖက်တွေကလည်းစောင့်ကြည့်တယ်ခိုးယူချင်နေကြတာဖြစ်ပါလေဘယ်လိုပဲနေနေအာဆင်နယ်ကတော့ကျွန်တော်အာဆင်နယ်အကစား agent ဖြစ်တဲ့ပါတာရဲ့အစွမ်းကတော့အားလုံးသိပြီးသားဖြစ်ပါတယ်ထို့တဲ့ဒီတကယ်တော့အာဆင်နယ်တင်းကသာခေါ်မယ်ဆိုတော့ဒီခိုးယူမှုကဘာမှပြိုင်ဆိုင်စရာမလိုဘဲနဲ့အာဆင်နယ်ကသာရသွားဖို့များပါတယ်ဆိုတော့လက်ရှိမှာတော့ကျွန်တော်တို့Everest ရဲ့ဒီကစားသမားအသက်အရွယ်ကတော့အသက်25နှစ်သာရှိသေးပြီးတော့မှအကောင်းဆုံးအသက်အရွယ်ဖြစ်ပါတယ်အာဆင်နယ်အသင်းအနေနဲ့သူ့ကိုယ်သာခေါ်ယူနိုင်ခဲ့မှာဆိုတော့အကျိုးမရုပ်ဘူးလို့ကျွန်တော်ကတော့ထင်မြင်ယူဆပါတယ်ဆိုတော့ဒီပြောင်းရွှေ့ကဘယ်လိုဖြစ်လာမလဲပြောလို့မရသေးပေမဲ့လက်ရှိမှာတော့အာဆင်နယ်အသင်းဟာအလွတ်တဘောနဲ့ချိတ်ဆက်မှုတွေလုပ်ထားတယ်ဆိုတဲ့သတင်းကတော့ခိုင်မာမှုရှိပါတယ်အာဆင်နယ်အသင်းဟာဒီဇန်နဝါရီလအပြောင်းရွှေ့မှာမခေါ်ယူနိုင်ခဲ့တော့မှလာမယ့်နှစ်ရာသီမှာခေါ်ယူသွားဖို့ရများနေပါတယ်လို့ဒါတရင်တော်တော်များများမှာတော့ဖတ်ရပါတယ်ဆိုတော့ပရိသတ်တို့ရဲ့ထင်မြင်ယူဆချက်တွေဘယ်လိုရှိတယ်ကျွန်တော် Everest ကိုရောက်လာရင်ရောအာဆင်နယ်တော့ဘယ်လိုပြောင်းလဲမှုတွေရှိမယ်လို့ထင်မြင်ယူဆကြတယ်ကိုယ်ထင်မြင်ယူဆချက်တွေရှိဆိုရင် comment မှာရေးပေးလို့ရပါတယ်ကျွန်တော်အထင်ကတော့ Everest ကအာဆင်နယ်ရောက်လာမယ်ဆိုရင်သူကဆွဲဆောင်ရကစားသမားဖြစ်ပါတယ်တောင်ပိုင်းလည်းကစားနိုင်တယ်တိုက်စစ်လည်းကစားနိုင်တယ်ကွန်းလည်းမာဒီအိုဒီကနေရာကိုလည်းကစားနိုင်တယ်ကစားသမားဖြစ်ပါတယ်ဘယ်လိုပဲနေနေEverest အာဆင်နယ်ရောက်လာမယ်ဆိုရင်တော့အာဆင်နယ်တိုက်စစ်ကလက်ရှိထက်မြိုင်ဆိုင်သွားမယ်လို့ကျွန်တော်ကတော့ထင်မြင်ယူဆပါတယ်ဆိုတော့ဒီအပြောင်းရွှေ့ကအာဆင်နယ်ကလက်ဦးမှုရဖို့ကတော်တော်လေးများနေပါတယ်ဘယ်လိုပဲပြောလက်တလုံးမှာဒါလို့တဘောနဲ့စပြီးတော့မှချိတ်ဆက်မှုလုပ်နေတယ်ဆိုကြတဲ့ကောဒါကျွန်တော်အာဆင်နယ်ရဲ့အကစား agent ဖြစ်တဲ့ပါတာကလည်း Atletico မှာ12နှစ်တာလှုပ်ဆောင်ခဲ့တဲ့သူဖြစ်တဲ့အတွက်ဒီပြောင်းရွှေ့တာဖြစ်မြောက်သွားဖို့ရန်တော်တော်လေးများပါတယ်ဆိုတော့အာဆင်နယ်ဘက်ကတရားဝင်ကမ်းလှမ်းပြီးတော့ကစားသမားခေါ်မလားဆိုတာပဲစောင့်ကြည့်ရမှာပါတကယ်တော့အာဆင်နယ်ကတရားဝင်ကမ်းလှမ်းလိုက်ပြီဆိုတော့ဒီပြောင်းရွှေ့ကကျင်းတွေဖြစ်မြောက်ဖို့ရန်များပါတယ်ဆိုတော့ဒီကြောင်းရကိုပြန်ပြီးတော့ပြပြချင်းဖြစ်ပါတယ်နောက်ထောင်ပြီးတော့ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်အာဆင်နယ်ရဲ့ပြောင်းရွှေ့နံပါတ်တက်ပြီးသတင်းတွေထပ်ပြီးတင်ပေးသွားပါမယ်နောက်ထောင်ပြီးတော့ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်